အမျိုးသားတဦးသည်ငါးတကောင်ကိုအမတ်မထင်အစာကျွေးခဲ့သည်မကြမီမှာပင်ထိုငါးသည်ကောင်းကင်သို့ပြန်တက်သွားပြီးရွှေနဂါးတကောင်အခေအသွင်ပြောင်းသွားခဲ့သည်၎င်းနဂါးကထိုအမျိုးသားအားစုတစ်ခုတောင်းနိုင်ကြောင်းပြောခဲ့သည်ထိုအမျိုးသားကသူသည်ငွေကြေးချမ်းသာလိုကြောင်းပြောခဲ့ရာရွှေနဂါးကသူ့ကိုကြောက်တုံးမှရွှေဖြစ်အောင်ဖန်တီးနိုင်သည့်စွမ်းအားကိုပေးသနာခဲ့သည်ထို့နောက်နဂါးသည်လေကျဲတွင်ပြောက်ကွယ်သွားခဲ့သည်ထိုအမျိုးသားသည်သူစိတ်ကူးရည်နေခြင်းဟုထင်မှတ်ခဲ့မိသည်သူသည်စပွဲမော်ရှိဆေးလိပ်ပြားကွက်ကိုကင်ကြည့်လိုက်ရာနောက်တစ်စက္ကန့်တွင်ထိုပြားကွက်မှရွှေအစစ်အဖြစ်ပြောင်းလဲသွားခဲ့သည်သို့သောသူသည်အခြားပစ္စည်းများကိုစိတ်လှုပ်ရှားစွာဖြင့်ထိတွေ့ကြည့်သောအခါဘာမှပြောင်းလဲခြင်းမရှိတော့သည်ကိုသတိပြုမိသွားသည်ကြောက်တုံးမှရွှေဖြစ်စေသည့်စွမ်းအားမှာတနေ့လင်တစ်ချိန်သာအသုံးပြုနိုင်မည်ဟုသူတန်တရားဝင်ခဲ့သည်ထို့ကြောင့်သူသည်တန်းကောင်ရန်အချိန်အထိဆောင်ဆိုင်ခဲ့သည်သူကြောက်တုံးတုံးကိုထပ်မံကင်ကြည့်သောအခါမျောလင့်ထားသည့်အတိုင်းထိုကြောက်တုံးမှရွှေအထိပြောင်းလဲသွားခဲ့သည်ထို့နောက်အခြားကြောက်တုံးပြားကိုကင်ကြည့်တော့လေဘာမှထပ်မံမပြောင်းလဲတော့ပြီ၎င်းကကြောက်တုံးမှရွှေဖြစ်စေသည့်စွမ်းအားမှာတနေ့လင်တစ်ချိန်သာအသုံးပြုနိုင်ကြောင်းအတည်ပြုပေးလိုက်ခြင်းပင်ဖြစ်သည်နောက်တစ်နေ့တွင်ထိုအမျိုးသားသည်ရွှေပြားကွက်ကိုရွှေဆိုင်သို့ယူဆောင်သွားခဲ့သည်စစ်ဆေးသည့်နောက်ဆိုင်ဝင်တန်းကသူအားငွေသားဒေါ်လာ1သိန်း10,000ပေးအပ်ခဲ့သည်သို့သောသူမကထိုအမျိုးသားကိုတတိပေးခဲ့သည်နောက်နေ့မှစ၍အရင်အမြင့်မတိကြသောရွှေများကိုငွေသားဖြင့်လဲလှယ်ပေးတော့မည်မဟုတ်ကြောင်းပြောခဲ့သည်ထိုအမျိုးသားသည်ရွှေတူးဖော်ခွင့်လက်မှတ် Gold Mining Certificate လျှောက်ထားရန်ချက်ချင်းသွားခဲ့သည်သို့သောလုပ်ငန်းများအတွက်တစ်ပတ်ခန့်စောင့်ဆိုင်ရအောင်မည်ဖြစ်သောကြောင့်သူ၏ဇာတိရွာသို့ပြန်လာခဲ့သည်သူသည်သူ၏ဒေါ်လီမာကြောင့်ကစားနေခြင်းကိုအမတ်မထင်တွေ့ရှိခဲ့သည်ထိုအမျိုးသားသူမဘေးတွင်ထိုင်လိုက်သည်နှင့်တပြိုင်နက်တခါမှမနိုင်ဘူးသောသူ၏ဒေါ်လီမာရုတ်တရက်ကန်အလွန်ကောင်းလာခဲ့သည်သူမသည်ပွေးစင်များစွာကိုစက်တိုင်အနိုင်ရရှိခဲ့သည်ထိုမျိုးသားသည်ရွှေနဂါးကသူ၏ကံကုန်မှုကိုလည်းမြင့်တင်ပေးခါခြင်းဖြစ်နိုင်သည်ဟုရုတ်တရက်သဘောပေါက်သွားခဲ့သည်ထို့ကြောင့်သူသည်ထီဖွင့်ပွဲကြီးမှနေသည့်ဟိုတယ်တစ်ခုကိုသွားခဲ့သည်သူ၏ရှေ့မှလူတဦးမျှဘာစုမှမရရှိခဲ့ကြပေထိုအမျိုးသားအလှည့်ရောက်သောအခါသူသည်ပထမဆုံးအကြိမ်မှာပင်30ကြိမ်စက်တိုက်ထီနှွဲ့ခွင့်ကိုရရှိခဲ့သည်နောက်ထပ်30ကြိမ်နှွဲ့ရရင်သူသည်ရွှေလက်ကောက်များတန်ဖိုးကြီးကားတစ်စီးတို့ကိုတစ်ခုပြီးတစ်ခုအနိုင်ရရှိခဲ့သည်သူသည်ငွေတိုင်းဒေါ်လာ8သိန်း8,000ပင်ရရှိခဲ့သည်ထိုအမျိုးသားသည်ဤစုလာများနှင့်အတူသူ၏ဇာတိရွာသို့ကားမောင်းပြန်လာခဲ့သည်အိမ်ဒီနာချင်းများအားလုံးကသူ့ကိုဝိုင်းဝန်းမြောက်ပင်ကြတော့သည်ထို့နောက်ထိုမျိုးသားသည်ဘန်ကတ်တစ်ခုကိုထုတ်ယူကသူ၏မိခင်ကိုပေးအပ်ခဲ့သည်သူမကတော့ထုံငွေများကိုအိမ်တော်မြုပ်ရန်အတွက်စုဆောင်းထားစီခြင်းသည်ထိုမျိုးသားကသူတို့မိသားစုမှာမကြခင်အလွန်ချမ်းသာတော်မူဖြစ်ကြောင်းသူမကိုပြောပြခဲ့သည်ထိုချိန်မှာပင်ဖုန်းတစ်ခေါ်ဝင်လာခဲ့သည်သူ၏ရွှေတူးဖော်ခွင့်လက်မှတ်မှာအတည်ပြုခံလိုက်ပြီဖြစ်သည်ထိုမျိုးသားသည်သူချမ်းသာရန်အခွင့်အရေးရောက်ရှိလာပြီဖြစ်ကြောင်းသိရှိလိုက်သည်ဤရွှေတူးဖော်ခွင့်လက်မှတ်ဖြင့်သူနေ့တိုင်းဖန်တီးနေသည့်ရွှေများကိုတရားဝင်ရောင်းချနိုင်ပြီဖြစ်သည်မကြခင်မှာပင်ထိုအမျိုးသားသည်ဘီလီယံနာတမူးဖြစ်လာပါတော့သည်